နက်ခင်းတစ်ခုကိုအလင်းမလိုပဲစားလိုက်တယ်ရေချိုးတဲ့ချိန်ရင်နွေးရဲ့အပူကိုခံစားရင်းအတွေးတွေကိုခဏရပ်ထားလိုက်တယ်နေ့တိုင်းအမြန်မစီးပဲဖြည်းဖြည်းလန်းနေရတဲ့ကိုဒီနေ့တော့အေးစစ်စစ်လေးအချိန်ပေးခြင်းနဲ့မနက်စာကရိုးရိုးလေးပါပဲမတ်ချတစ်ခွက်ပြီးတော့အုံမီးတစ်ပကံနဲ့ဒီလောက်ပါပဲပရင်းမောက်ပြင်ကိုကြည့်လိုက်တော့နင်းတွေကပင်ပေါ်မှာကျနေပြီးနေ့စဉ်ဘဝကိုတိတ်တိတ်လေးသတိပေးနေတယ်လို့ပဲလူအများကြားမှာမရှိပဲတယောက်တည်းနေရတဲ့ချိန်ကကိုယ်စိတ်ကိုပို့ပြီးတော့နားထောင်စေတယ်ကိုယ်အတန်ကိုလည်းပို့ပြီးရှင်းရှင်းလင်းလင်းကြားရစေတယ်ဒီနေ့တော့ဆိုဖာပေါ်မှာထိုင်ပြီးဖတ်လို့မပြီးသေးတဲ့ Anagram ကြောင်းစာအုပ်လေးတစ်အုပ်ကိုဆက်ဖတ်မယ်အဲ့ဒီစာအုပ်လေးကကိုယ့်ရဲ့အပြုအမူတွေထက်ကိုယ်စိတ်ရဲ့အကြောင်းရင်းတွေကိုနူးညံ့စွာပြန်စဉ်းစားခိုင်းတယ်ဥပမာငါဘာကြောင့်ဒီလိုဖြစ်နေတာလဲငါဘလို့လူဖြစ်ချင်လဲအဖြေမလိုတဲ့မိခွန်းတွေကိုတိတ်တိတ်လေးမေးခိုင်းတယ်စာအုပ်သမမျက်နှာချင်းလန့်ရင်အဖြေရှာတာမျိုးမဟုတ်ဘူးကိုပိုနီးစေတဲ့မိခွန်းတွေကိုဒါတိတ်တိတ်လေးမိခွန်းထုတ်စေတယ်တချို့အခါအောင်မြင်ခြင်းတဲ့စိတ်ကကိုယ့်ကိုအမြဲတမ်းအလင်းလိုစေတယ်နားရင်နောက်ကျမယ်ထင်ပြီးရက်လိုက်ရင်ပျောက်သွားမယ်လို့ထင်ခဲ့တယ်ဒါပေမဲ့စာမျက်နှာတွေကြားမှာသတိပေးနေတယ်အရှိန်မလျှော့လဲတိုးတက်နိုင်တယ်ဆိုတာကိုပြင်ဖို့မဟုတ်ပါဘူးကိုပို့ပြီးနားလည်ဖို့ပါနားလည်လာတာနဲ့အမျှကိုအတင်းမလုပ်ယူတော့ဘူးဒီလိုတိတ်ဆိတ်တဲ့အချိန်တွေမှာပဲကိုယ်စိတ်ကဘာလို့ချင်လဲဆိုတာနည်းနည်းပိုရှင်းလင်းလာတယ်နောက်တော့အခန်းထဲဝင်လာပြီးဖင်းစလုံးတစ်လေးတွေတင်ယူဖို့စားလုံးမယ်နည်းနည်းခက်တယ်နှေးတယ်ဒါပေမဲ့ဒီလိုဖြည်းဖြည်းချင်းတင်ယူနေရတာကကိုယ့်အနာဂတ်ကိုတိတ်တိတ်လေးချိတ်ဆက်နေရဆိုတာခံစားရတယ်မချတစ်ခွက်နဲ့တိတ်ဆိတ်တဲ့နေ့တစ်နေ့ကဒီနေ့အတွက်လုံးဝပါဖတ်ပါပဲအခုချိန်မှာဘာကြီးမှမဖြစ်သေးရင်လေကိုနားလည်နေတာကိုယ့်အတွက်တော့တိုးတက်မှုတစ်ခုလိုပဲခံစားရတယ်Missä täällä on kuusihuone? Missä voi maksaa täällä? Tiskillä. Pääpolku kiertää järven. Kyllä. ဘာဆက်ဖြစ်လာမလဲဆိုတာတော့မသိသေးဘူးဒါပေမဲ့ဒီနေ့ရှိနေတဲ့ချိန်လေးမှာကိုလေးလာချင်တာလေးလေးလာဖြစ်နေတယ်နားမလည်သေးတဲ့စကားလုံးတွေကိုနားထောင်ရင်းနဲ့နည်းနည်းတော့နားလည်လာပြီလို့ခံစားရတယ်အချိန်မမြန်လဲလမ်းမှန်နေရင်လုံလောက်ပါတယ်ဒီနေ့ကမနေ့ဖြန်ကိုပြင်ဆင်တဲ့တိတ်ဆိတ်တဲ့နေ့လေးတစ်နေ့ပါပဲ